ဇလန်းလေးရဲ့အစမှာတော့မိုးတွေကအရန်တင်းနေခဲ့ပြီးတော့ချစ်စရာကောင်းတဲ့လေတန်းကျောင်းတို့မှလေးတယောက်ကဖះเจ้าတစ်ခုတည်းကိုမိုးဝင်ခိုနေခဲ့ပါတယ်ဖះเจ้าမှာလည်းသူ့လိုမိုးခိုနေတဲ့တငယ်ချင်းတာနာကာကိုတွေ့လိုက်ရပါတယ်တာနာကာကရုတ်တရက်ကြီးရွာချလိုက်တာပဲနော်လို့ပြောလိုက်ပါတယ်တာနာကာကအေးမိလိမ့်မယ်လို့ပြောကဖူတာပါကိုအားကစားအင်ကြီးပေးလိုက်ပါတယ်ဖူတာပါလည်းအင်ကြီးနဲ့သပင်ကိုရေချောင်းအောင်တုံးနေခဲ့ကစိတ်ထဲမှာလည်းအရက်ပူပူအတန်တီးတီးလေးနဲ့တာနာကာကိုတဘောကျနေခဲ့ပါတယ်နောက်တနေ့အင်ကြီးပြန်ပြီးတော့တာနာကာကဖူတာပါကိုည9နာရီတရီကန်ပန်းချံကိုချိန်လိုက်ပါတယ်ဖူတာဘာကချစ်စရာကောင်းတာကြောင့်ယောက်ျားလေးတွေရဲ့အာယုံစိုက်ခြင်းကိုခံရပါတယ်။တာနာကာနဲ့ချိန်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကောင်လေးတယောက်ကဖူတာဘာကိုလိုင်းနောက်ရှစ်နေတဲ့အခါဖူတာဘာကဒါကြောင့်မို့ယောက်ျားလေးတွေကိုအသေးမုန်းတာလို့ပြောလိုက်ပါတယ်။ဒီစကားကိုတာနာကာကကြားတော့ခဲ့ပါတယ်။ညရောက်တော့ချိန်ထားတဲ့နေရာကိုတာနာကာကရောက်မလာခဲ့ပါဘူး။နောက်တနေ့တာနာကာကြောင်းပြောင်းသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။ဒီလိုနဲ့3နှစ်ကြာတော့ခဲ့ပါပြီ။ဖူတာဘာလည်းအထက်တန်းကျောင်းသူဖြစ်လာခဲ့ပြီးတော့အရင်လိုချစ်စရာမကောင်းတော့ပဲမိမသားမဆန်တဲ့ဒူတယောက်ဖြစ်လာခဲ့ပါတယ်။သူ့မှာချီနဲ့အာဆူမီလို့ခေါ်တဲ့ယောက်ျားလေးတွေစိတ်ဝင်စားနေတဲ့ချစ်စရာကောင်မလေးတွေတွေ့ရင်အတင်းတုတ်တတ်တဲ့တငယ်ချင်း2ယောက်ရှိပါတယ်။အခုချိန်မှာလည်းမာကီတာလို့ခေါ်တဲ့ချစ်စရာကောင်မလေးကိုတခန်းလုံးကမိန်းကလေးတွေကမနာလိုဖြစ်နေရကြောင်းအပေခံဖြစ်နေခဲ့ပါတယ်။ဖူတာဘာလည်းအလဲတန်းလုံးကအပေခံဖြစ်ခဲ့ပြီးတော့ဒါကြောင့်မို့ပဲချစ်စရာကောင်းတဲ့ရုပ်ရည်ရှိတဲ့ဖူတာဘာကယောက်ျားလေးတွေသူ့ကိုစိတ်မဝင်စားအောင်အစားပုတ်ပြီးမိမသားမဆန်တဲ့လူတယောက်ဖြစ်ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့စိတ်ထဲမှာလည်းဒီလိုပြောင်းလဲလို့တာတငယ်ချင်းရလာတာဆိုပြီးတော့စိတ်တက်ရနေခဲ့ပါတယ်။အဲ့အချိန်နားထဲမှာတာနာကာဆိုတဲ့ခေါ်တန်းကြတော့ဖူတာဘာလေးလှည့်ကြည့်လိုက်ပါတယ်။သူမျောလင့်ထားတဲ့တာနာကာမဟုတ်ပဲနဲ့ဆရာတာနာကာဆိုတဲ့လူဖြစ်နေပါတယ်။ပုံမှန်ဆိုရင်ယောက်ျားလေးတွေစိတ်ဝင်စားတဲ့ဖူတာဘာကဆရာတာနာကာကိုကြည့်နေတော့တငယ်ချင်းတွေကဝိုင်းစားနေပါတယ်။တငယ်ချင်းတွေကဖူတာဘာကချစ်တယ်ဆိုတာမဖြစ်နိုင်တာကြောင့်စားတာပါလို့ပြောလိုက်ပါတယ်။တခြားခန်းအကောင်လေးတွေကဖူတာဘာကိုချစ်စရာလေးလို့ပြောလိုက်ပါတယ်။ဒါကိုကြားရတဲ့ဖူတာဘာလည်းမုံတွေကိုအငမ်းမရစားပြလိုက်တော့ကောင်လေးတွေလည်းလန့်ကုန်ကြပါတယ်။ဖူတာဘာရဲ့တငယ်ချင်းကနေနာမိမသားဆန်ရင်လူကြိုက်များမှလို့ပြောတော့ဖူတာဘာကယောက်ျားလေးတွေကိုမုံတဲ့အကြောင်းနဲ့နေတို့2ယောက်ရှိအောင်နဲ့လုံလောက်ပါပြီလို့ပြောလိုက်ပါတယ်။အဲ့အချိန်ယောက်ျားလေးတစ်ယောက်နဲ့ဝင်တိုက်မိသွားပြီးကြားတော့မဲ့မုံကိုဖမ်းပေးလိုက်ကပြန်ပေးလိုက်ပြီးတော့လှလဲမလှဘူးလို့ကောင်လေးကပြောတော့ပါတယ်။ဘာကြောင့်မှမသိအဲ့ကောင်လေးကိုတာနာကာဆိုပြီးတော့ဖူတာဘာရဲ့စိတ်ထဲမှာထင်မြင်ခဲ့ပါတယ်။ဒါကြောင့်ဖူတာဘာလည်းအကောင်လေးနောက်ကိုပြေးလိုက်တော့ပါတယ်။အတန်နဲ့အရံမောင်းကတာနာကာနဲ့မတူပေမဲ့ဖူတာဘာရဲ့စိတ်ထဲမှာတော့တာနာကာလို့ပဲထင်နေခဲ့ပါတယ်။အဲ့ကောင်လေးကိုပြန်တွေ့တော့တာနာကာလို့ခေါ်တော့မဲ့အချိန်မာဘူးချီလို့ကောင်လေးတယောက်ကခေါ်လိုက်တာကြောင့်ဖူတာဘာလည်းသူမားနေတယ်ဆိုတာကိုတွေးလိုက်ပါတယ်။ယထာပေါ်မှာတော့ဖူတာဘာကမျက်လုံးချင်းစုံလိုက်တော့တာနာကာနဲ့တူလိုက်တာလို့တွေးနေပါတယ်။တနေ့ကျောင်းစင်းချိန်မှာတော့အိမ်ပြန်လမ်းမှာကောင်လေးကိုတွေးလိုက်ရပါတယ်။ကောင်လေးကလှည့်ကြည့်ရောဖူတာဘာကနောက်ကလိုက်နေတာမဟုတ်ဘူးလို့ပြောပါတယ်။ကောင်လေးလည်းဘာမှမပြောဘဲနဲ့ဆက်သွားနေပါတယ်။ကောင်လေးကဖူတာဘာနဲ့တာနာကာတို့မိုးခိုခဲ့တဲ့ဖះเจ้าနဲ့ဝင်သွားပါတယ်။ကောင်လေးကရုတ်တရက်ကြီးရွာချလိုက်တာပဲနော်လို့ပြောလိုက်တာကြောင့်ဖူတာဘာလည်းသူကတာနာကာဆိုတာကိုတေချာသွားပြီဆိုကဖះเจ้าနဲ့ဝင်သွားပါတယ်။ကောင်လေးကမိုးခိုခဲ့တဲ့နေရာမှာထိုင်နေပြီးဖူတာဘာကတာနာကာလို့ခေါ်လိုက်တော့ကောင်လေးကသူကမာဘူးချီပါလို့ပြန်ပြောလိုက်ပါတယ်။ဖူတာဘာလည်းလူမသွားတယ်ဆိုကလှည့်ပြန်မဲ့အလုံးမှာကောင်လေးကရုတ်တရက်ရွာချလိုက်တာပဲနော်လို့ထပ်ပြီးပြောလိုက်ပါတယ်။ကောင်းရင်မှာလည်းနေတာကြောင့်တာနာကာဆိုတာတေချာတော့ပါတယ်။ကောင်လေးကတော့သူကအခုတာနာကာမဟုတ်တော့ဘဲနဲ့မာဘူးချီခိုးဖြစ်သွားပြီလို့ပြောလိုက်ပါတယ်။မိဘတွေကွာချင်းပြီးတာနာကာကမာဘူးချီဆိုတဲ့နာမည်နဲ့တခြားလူတယောက်အဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ဘလို့ပဲပြောင်းလဲသွားပါစေဖူတာဘာရဲ့ရင်ထဲမှာတော့သူပထမဆုံးချေးရတဲ့ကောင်လေးပဲလို့စိတ်ထဲကပြောနေပါတယ်။မာဘူးချီကနင်းကို2ပတ်လောက်ရှိပြီတတိမထားမိတာနင်းကဟာတာပဲလို့ပြောလိုက်ပါတယ်။မာဘူးချီကနင်းပြောင်းလဲသွားတာတော့ငါချက်ချင်းမမိတယ်လို့ပြောလိုက်ပါတယ်။စကားပြောပုံအေးဆက်ဆက်နဲ့မာဘူးချီကိုဖူတာဘာကတော့ကြောက်နေခဲ့ပါတယ်။မာဘူးချီကပြန်သွေးဆုံခြင်းအနေနဲ့ဖတ်တာပဲဖြစ်လုံးရအောင်လာခဲ့လို့ပြောလိုက်ပါတယ်။ဖူတာဘာကလာခဲ့ဆိုတဲ့စကားကိုကြက်တိထားနေခဲ့ကမာဘူးချီကမင်းကယောက်ျားလေးတွေကိုမုန်းလို့မလားလို့ပြောလိုက်ပါတယ်။ဖူတာဘာကလည်းယောက်ျားလေးတွေကိုမုန်းတာမှန်ပေမဲ့နင်းကိုတော့မမုန်းဘူးလို့ပြောလိုက်ပါတယ်။မာဘူးချီကလည်းဖူတာဘာကိုချစ်တယ်လို့ဖွင့်ပြောလိုက်ပါတယ်။ဒီခိုက်တန်လေးကကလေးဘောကိုပြန်အောင်သွားတယ်လို့ဖြစ်သွားပါတယ်။မာဘူးချီကအခုတော့အရင်လိုမဟုတ်တော့ဘူး။ငါရောနေရောပြောင်းလဲသွားပြီလို့ပြောလိုက်ပါတယ်။ဖူတာဘာလည်းဒီစကားရဲ့အတိတ်ပဲကမေးလိုက်လို့ပြောနေတယ်လို့ပဲလို့မျက်ရည်တွေဝဲနေခဲ့ကမာဘူးချီကတော့အယူမဆိုပြီးခေါင်းကိုရိုက်ကထွက်သွားပါတယ်။ချိန်တွေးတဲ့နေတုန်းကတာနာကာလာခဲ့ရင်ပျော်ရှင်စရာအမတ်တရားလေးတွေကိုတာနာကာနဲ့အတူဖန်တီးမဲ့အတိတ်ကဆုံးရှုံးခဲ့ရတဲ့အချိန်တွေကိုဖူတာဘာကတန်းတာနေခဲ့ပါတယ်။နောက်တနေ့မှာတော့ဖူတာဘာကတာမန်နေတွေလိုပဲမုံနေအများကြီးဝယ်နေပါတယ်။ဒါကိုမာဘူးချီကမြင်သွားပြီးတော့ဖူတာဘာလည်းရှက်သွားကခုလိုစားရခြင်းအကြောင်းရင်းကိုပြောပြချင်နေခဲ့ပါတယ်။မုံနေဝယ်ပြီးလို့ပတ်စံရှင်းတော့မဲ့အချိန်အိတ်ကကုံသွားတာမို့အသေးယူဖို့လုံးနေတဲ့အန်တီကြီးကိုဖူတာဘာကအိတ်မယူတော့ဘူးလို့ပြောလိုက်ကပတ်စံရှင်းလိုက်ပါတယ်။သွားတော့မဲ့ဖူတာဘာကိုအန်တီကြီးနောက်တစ်ယောက်ကလှမ်းဆွဲလိုက်ပြီးတော့ပတ်စံမပေးရသေးဘူးလို့ပြောပါတယ်။ဖူတာဘာကလည်းပေးပြီးလို့ပြောနေပေမဲ့လည်းအန်တီကြီးကညင်းနေတာကြောင့်ဖူတာဘာတယောက်လူတွေဝိုင်းကြည့်တာခံနေရပါတယ်။ဖူတာဘာရဲ့တငယ်ချင်းတွေလည်းရောက်လာခဲ့ပြီးတော့ဒီလိုရင်မလုပ်ပါနဲ့ဆိုတာဆွဆွဲနေခဲ့ပါတယ်။အဲ့အချိန်မာဘူးချီကဖူတာဘာကပတ်စံပေးပြီးပြီဆိုတာကိုပထမအန်တီကြီးကိုပြောလိုက်ပါတယ်။ပထမအန်တီကြီးကလည်းပေးပြီးပြီပြောတော့အန်တီကြီးကလှုပ်ပေးလိုက်ပါတယ်။မာဘူးချီကကောက်ကြည့်တဲ့အန်တီကြီးကိုအမကိုတောင်းပန်ခိုင်းလိုက်ကအန်တီကြီးကလည်းတောင်းပန်လိုက်ပါတယ်။ဒီလိုနဲ့မာဘူးချီနောက်ကိုဖူတာဘာကပြေးလိုက်သွားပြီးတော့ကျေးဇူးတင်စကားပြောလိုက်ပါတယ်။အစတော့ဒေါ်ရထွက်ပေမဲ့နင်းကငါအစားစိတ်တူပေးရဆိုတော့စိတ်တက်ရတော့ပဲဆိုပြီးဖူတာဘာကပြောလိုက်ပါတယ်။မာဘူးချီကနင်းကလွယ်လိုက်တာဒါမို့အတူရောင်တငယ်ချင်းဆက်ဆံရေးပဲဖြစ်နေမှာပဲဟာတာပဲလို့ပြောတာထွက်သွားပါ
ပါတယ်ဖူတာဘာကလည်းနင့်အတွက်ဟာသားဖြစ်ပေမဲ့ငါအတွက်တော့လိုအပ်တယ်လို့ပြောလိုက်တဲ့အခါမာဘူချီကငါနဲ့မဆိုင်ဘူးလို့ပြောပြီးထွက်သွားပါတယ်ကူညီပေးလိုက်တွေးတဲ့စကားပြောလိုက်လုံနေတဲ့မာဘူချီကတာနာကာနဲ့လုံးဝမတူတဲ့တခြားတစ်ယောက်ဖြစ်သွားခဲ့တာကိုဖူတာဘာကတွေးတော့ငေးကြည့်ရင်းနဲ့ပဲအပိုင်းတိကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီ